ကုသမှုမခံယူခင်ကတော့ကျွန်တော်ကဒီယောဂိုင်းဖြစ်ပြီဆိုတော့ဒါဟိုနေပေါ့မျောလင်းချက်တိတ်မရှိတော့ဘူးပေါ့နော်ဒါကျွန်တော်တို့အချိန်လည်းနေသွားပြီကျွန်တော်အဲ့လိုမျိုးပဲဒါတွေ့တယ်ဆရာကြီးဒေါက်တာကပွန်နဲ့ကျွန်တော်တွေ့ရတယ်ပေါ့နော်သူကဒီယောဂါကိုတက်တာရုံပဲကုသမှာမဟုတ်ဘူးသူပျောက်ကင်းအောင်ကုသပေးမယ်ဆိုတော့ကျွန်တော်ကိုအားပေးစကားလေးပြောလိုက်တယ်ပေါ့နော်အဲ့ဒီစကားလေးကပဲဒါကျွန်တော်ကုသစဉ်တစ်လျှောက်လုံးမှာဒါကျွန်တော်တို့ခွန်အားဖြစ်စေတာပေါ့နော်ကျွန်တော်နာမည်ကဦးသူရအောင်လို့ခေါ်ပါတယ်ရန်ကုန်မှာရန်ကုန်လှိုင်းသားရမှာနေပါတယ်ဟုတ်ကဲ့ကျွန်တော်ကဒီယောဂမှန်မသိခင်ချိန်ရပါတော့ကျွန်တော်ခါးတွေရံမြန်ရံခါနာတတ်တယ်ပြီးလက်ဖွားတွေပူတယ်အဲ့ဒါတွေပြီးတဖြည်းဖြည်းနဲ့ကျွန်တော်ဒီအိတ်ခမ်းနေတွေမှာဆိုလို့ရှိရင်အိတ်မပြော့တပြော့လေးချိန်မှာရှောင်တယ်ပေါ့နော်ပြီးလို့ရှိရင်တရေနိုးတဲ့အချိန်မှာကျွန်တော်ချွေးတွေရမ်းထွက်တယ်အဲ့ဒီဟာတွေပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော် ultra sound တွေဘာတွေတွားရတဲ့အချိန်မှာကျွန်တော်တရေရွက်ကအရန်ကြီးလာတယ်နောက်သွေးတွေစစ်တဲ့အချိန်မှာသွေးဖြူတွေကအရန်များလာတယ်ပေါ့နော်နောက်ခြေသလုံးမှာလည်းကျွန်တော်အဆက်ကလေးတွေပေါ်လာတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ရက်ကွက်ကကျွန်တော်တို့မိသားစုဆရာဝန်လေးကသွေးဆရာဝန်နဲ့ပြကြည့်ပါဆိုပြီးတော့အကြံဉာဏ်ပေးတယ်အဲ့ဒါနဲ့ပဲကျွန်တော်သွေးဆရာဝန်နဲ့ပြတဲ့အချိန်မှာဆရာဝန်ကြီးကယူရင်းချင်စီစစ်ဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်ကိုယူရင်းချင်စီစစ်ပါတယ်အဲ့ဒီမှာပဲကျွန်တော်တို့ပြင်းထန်သွေးကင်ဆာဖြစ်နေပြီနောက်ပြီးတော့ကျွန်တော်ယူရင်းချင်စီလဲတဲ့အထီကိုကုသရမယ်လို့ဆရာဝန်ကြီးကပြောပါတယ်ကျွန်တော်အဲ့ဒီပြင်းထန်သွေးကင်ဆာဖြစ်နေပြီဒီယူရင်းချင်စီလဲရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ဘယ်မှာကုသရမလဲဆိုတော့ကျွန်တော်အင်တာနက်ပေါ်မှာရှာကြည့်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီစင်မီတဝေးဆေးရုံမှာကုသခဲ့တဲ့ဒေါက်တာကပွန်နဲ့ကုသခဲ့တဲ့အမတော်နန်းခင်မွေရဲ့ဒီအမေးဖြေလေးကိုကျွန်တော်ကြည့်လိုက်ရတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်မိသားစုနဲ့တိုင်ပင်ပြီးတော့ဒီစင်မီတဝေးမှာဆရာကြီးဒေါက်တာကပွန်နဲ့ကုသမယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်တို့အမြန်ဆုံးဒီဘန်ကောက်ကိုလာခဲ့ပါတယ်ကျွန်တော်ဒီစင်မီတဝေးဆေးရုံကိုရောက်ချင်းမှာဒီဆရာကြီးဒေါက်တာကပွန်နဲ့ကျွန်တော်တွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဆရာကြီးကတခါတည်းပဲကျွန်တော်နဲ့ကျွန်တော်ရဲ့မိသားစုကိုသူအားပေးစကားလေးပြောတယ်သူကဒီယောဂါကိုတက်တာရုံပဲကုသမှာမဟုတ်ဘူးသူပျောက်ကင်းအောင်ကုသပေးမယ်ဆိုပြီးတော့ကျွန်တော်ကိုအားပေးစကားလေးပြောလိုက်တယ်ပေါ့နော်အဲ့ဒီစကားလေးကပဲဒါကျွန်တော်ကုသစဉ်တစ်လျှောက်လုံးမှာဒါကျွန်တော်တို့ခွန်အားဖြစ်စေတာပေါ့နော်အဲ့ဒီကုသမှုတစ်လျှောက်လုံးကိုဒီစကားလေးနဲ့ပဲကျွန်တော်ကောင်းမွန်ဆုံးဖြတ်တန်းခဲ့ရတယ်ပေါ့နော်ဒီနောက်ကုသမှုပိုင်းတွေမှာတော့ဒီဆရာကြီးရဲ့စောင့်ရှောက်မှုအပိုင်းတွေမှာဆိုလို့ရှိရင်ဆရာကြီးကဒီနေ့တော့ဗာဆေးတွေသွင်းပြီးဒီဆေးတွေကဘာအတွက်သွင်းတယ်နောက်ဘယ်နှစ်ရက်နေဘယ်လိုခံစားရမလဲအဲ့တော့မကြောက်ဖို့ဆိုပြီးအဲ့လိုမျိုးကြိုပြောတဲ့အတွက်ကိုကျွန်တော်အနေနဲ့ကလည်းဒီဆေးကြောင့်ဒီလိုမျိုးတစ်ခုခံစားရပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကထိတ်လန့်နေတာမဖြစ်ဘဲနဲ့ဒီဆေးဒီဟာကိုကောင်းကောင်းကျွန်တော်ရင်ဆိုင်နိုင်တယ်ပေါ့နော်ဒါကလည်းဆရာဝန်ကြီးပိုင်းပေါ့နောက်ဆရာဝန်ကြီးပြီးတော့ကျွန်တော်တို့ဒီတူနာပြုတ်ပိုင်းတွေမှာဆိုလို့ရှိရင်လည်းတူနာပြုတ်တွေကဆရာဝန်ရှိနေစဉ်ရောဆရာဝန်မရှိတဲ့နောက်ပိုင်းမှာပါဒါဟိုလူနာနဲ့အမြဲတမ်းသူကအမြဲတမ်းရှိတယ်လူနာဘာဖြစ်နေသလဲလူနာဘာတွေတိုးပြီးတော့ခံစားလဲဆိုတော့သူကအမြဲတမ်းဆရာဝန်ကြီးနဲ့အချိတ်ဆက်လုပ်ပြီးတော့လိုအပ်တာတွေကိုထပ်ပြီးတော့ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်တချို့နေ့တွေဆိုလို့ရှိရင်ဒါကျွန်တော်ကြုံတွေ့ရတဲ့နေ့တွေပေါ့နော်ဒီဆေးတွေကအရင်ပြင်းတဲ့နေ့တွေရှိတယ်အဲ့လိုနေ့မျိုးတွေမှာဆိုရင်တနေ့လုံးဒီမှာအပူတွေတက်နေရတာအဲ့လိုမျိုးနေ့မျိုးတွေကဒါကျွန်တော်ကြုံခဲ့ရတယ်ပေါ့နော်အဲ့လိုနေ့မျိုးတွေဆိုရင်တရားတူနာပြုတ်တွေဆိုတာကျွန်တော်တို့ဒီအခန်းနဲ့အနည်းဆုံးမှာတော့သူကတူနာပြုတ်ကောင်တာရှိတယ်ဒါပေမဲ့အဲ့ဒီကောင်တာကိုသူမပြန်မဲနဲ့ကျွန်တော်နေရတဲ့အခန်းရှစ်တက်မှာပဲသူကဆေးပစ္စည်းတွေပြင်ရတဲ့အခန်းရှိတယ်ကျွန်တော်တို့လူနာကိုလည်းမြင်ရတယ်ပေါ့နော်အဲ့လိုအခန်းမျိုးမှာသူကကျွန်တော်ထင်ပါတယ်တညာလုံးလေးပါနေတယ်ဘာလို့ဆိုတော့ကျွန်တော်အပင်မန်းနဲ့အိပ်ပျော်သွားတယ်မျက်လုံးပြန်ဖွင့်လိုက်တဲ့သူရှိနေတယ်ပေါ့နော်အဲ့လိုမျိုးအထီအောင်ဒီတူနာပြုတ်တွေကအနိကတကယ်စေတနာနဲ့စောင့်ရှောက်တာကိုလည်းကျွန်တော်တွေးရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီစကားပြန်တွေပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာစကားပြန်တွေထားပြီးတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့လိုအပ်ချက်တွေစီးတဲ့လိုအပ်ချက်တွေနောက်အခြားကျွန်တော်တို့လိုအပ်တဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာအလွယ်တကူစကားပြန်တွေရတယ်ပြီးတော့ကိုမိသားစုတစ်ဖွဲ့သူတို့ကူညီပြီးတော့ပြောပေးပါတယ်ပေါ့နော်ကျွန်တော်တို့ကုသရတဲ့အပိုင်းမှာကျွန်တော်တို့ဒီအရေးကြီးတဲ့အပိုင်းတစ်ပိုင်းကတော့ကျွန်တော်တို့မိသားစုဝင်မယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော်ကိုဒီယူရင်းရှင်စီလဲဖို့တော့ကိုဒါကျွန်တော်ရဲ့မိသားစုဝင်ဖြစ်တဲ့ကျွန်တော်ရဲ့သားလေးရတယ်ပြီးတော့လှူဒန်းပေးတာဖြစ်ပါတယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်ကိုအနီးကပ်ပြုစုတာတော့ဒါကျွန်တော်ရဲ့အမျိုးသမီးကပြုစုပေးတာပေါ့နော်အဲ့လိုကြောင့်ပဲဒီဆရာဝန်ကြီးတွေရဲ့ကုသမှု
နောက်မိသားစုတွေရဲ့စောင့်ရှောက်မှုနဲ့ဒါကျွန်တော်ဒီနောက်ဆက်တွဲယောဂတွေမဖြစ်ဘဲနဲ့ဒီယောဂကိုအဆင်ပြေပြေနဲ့ကျွန်တော်ဒီဖြတ်ကျော်နိုင်ခဲ့ပါတယ်ဥဒ္ဒမမခံယူခင်ကတော့ကျွန်တော်ကဒီယောဂဖြစ်ပြီဆိုတော့ဒါဟိုနေပေါ့မျောလင်းချက်သိမ့်မရှိတော့ဘူးပေါ့နော်ဒါကျွန်တော်တို့အချိန်လည်းနေသွားပြီကျွန်တော်အဲ့လိုမျိုးပဲဒါတွေ့လိုက်တယ်ဒါပေမဲ့လို့ဟိုဒါဆရာဝန်နဲ့စပြီးတော့ကုသတဲ့အချိန်ဆရာဝန်ရဲ့အားပေးစကားနောက်ပြီးတော့အဆင့်လိုက်ကိုကျွန်တော်ကိုဆရာဝန်ရဲ့ဒီအဆင့်ကိုပဲစိတ်ထဲမှာထားပထမအဆင့်ကိုကီမိုသွင်းမယ်ဒုတိယအဆင့်ကိုကျွန်တော်တို့ဒီယူရင်းရှင်စီလဲမယ်တတိယအဆင့်ကိုယူရင်းရှင်စီလဲပြီးနောက်ပိုင်းဖြစ်တတ်တဲ့ဒီယောဂတွေကိုဟိုတေချာစောင့်ရှောက်သွားမယ်ဒီ၃ပိုင်းနဲ့ပဲကျွန်တော်ကိုတစ်ဆင့်ချင်းတစ်ခုအောင်မြင်သွားပြီးနောက်တစ်ခုအောင်မြင်သွားပြီးနောက်တစ်ခုအဲ့လိုမျိုးနဲ့သွားပြီးတော့ကျွန်တော်ဆက်သွားပြီးသွားတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့လည်းဘယ်လိုပြောမလဲအများကြီးယောဂတစ်ခုလုံးကိုခြုံငုံပြီးတော့အများကြီးမစင်းစားတာဖြစ်တဲ့တပိုင်းချင်းကိုမှကျွန်တော်ဖြတ်ကျော်လာနိုင်တယ်ပေါ့နော်ဖြတ်ကျော်လာနိုင်ပြီးတော့ဒီတစ်ခုချင်းစီမှာအောင်မြင်သွားပြီဆိုကျွန်တော်မှာအားတွေရှိလာတယ်နောက်တစ်ခုအောင်မြင်လာပြီဆိုရင်ကျွန်တော်မှာအားတွေတက်လာတယ်နောက်တစ်ခုအောင်မြင်လာပြီဆိုကျွန်တော်မှာအနာဂတ်ရည်မှန်းချက်တွေပါကျွန်တော်ဘာဖြစ်လဲအနာဂတ်မှာတော့ငါဘာတွေလုပ်နိုင်လာတော့မယ်ငါဒီဟာအတွက်တော့ငါမေးလို့ရပြီဒါမျိုးပေါ့နော်ကျွန်တော်အားတွေဖြစ်လာတယ်နောက်ပြီးတော့တော်တော်လေးလည်းဝမ်းသာလာတယ်ပေါ့နော်အဲ့လိုမျိုးပြောရမှာပေါ့ကုသကိုရပြီဒါတွေကပျောက်သွားပြီဒီဆေးရုံကဆင်းပြလိုက်ပြီဒါပေမဲ့ကျွန်တော်က follow ရနောက်ထပ်ဆရာအနေနဲ့2လလောက်စောင့်ကြည့်ဖို့လိုတယ်ဆိုတော့ကျွန်တော်ကိုဒီအပြင်မှာဒီဆေးရုံကစီစဉ်ပေးတဲ့အဆောင်မှာကျွန်တော်တို့တက်တာတယ်ပေါ့နော်တက်တာတဲ့အဆောင်မှာပဲကျွန်တော်ကိုအဲ့မှာငှားနေပါဆရာကတော့တစ်ပတ်တစ်ချိန်ပေါ့လိုရတယ်ပြရတယ်ပေါ့ဒီဆေးရုံရဲ့ဒီတူနာပြုတ်ကရုတွေနဲ့ကျွန်တော်ချိတ်ပေးထားတယ်ကို့မှာဘာထူးခြားလဲထူးခြားပြီဆိုတာနဲ့ချက်ချင်းဆရာကိုအကြောင်းကြားရမယ်ဒီဂရုထဲမှာပြောရမယ်အဲ့လိုမျိုးအထီကိုဒါဆရာဂရုစိုက်တာပေါ့နော်ကျွန်တော်ကတော့အဲ့ဒါတွေကတော့ကျွန်တော်တို့တော်တော်အမှတ်တရဖြစ်စေပါတယ်ဥဒပြီးနောက်ပိုင်းမှာလည်းဒါဆရာရဲ့ဒါဒူနာပေါ်မှာအများကြီးရှိနေတဲ့စိတ်ထားပေါ့နော်အဲ့ဒါမျိုးတွေပါပဲကျွန်တော်ကအများကြီးအားကြောင့်မို့ကျွန်တော်ကုသပြီးတဲ့ဆရာကြီးဒေါက်တာအကပွန်နဲ့ဒီဒူနာပြုတ်ဖွဲ့တွေနောက်ကျွန်တော်အဖက်ဘက်ကတွေပြီးတော့စောင့်ရှောက်ပေးတဲ့အားလုံးပေါ့ကျွန်တော်အများကြီးကျွန်တော်ဘာသာအနေနဲ့ဆိုတော့ကျွန်တော်အများတိုင်းမေတ္တာပို့တယ်ပေါ့နော်မေတ္တာပို့တယ်အများတိုင်းသူတို့အကြောင်းလေးတွေတွေးပြောကြမှာကြမှာချမ်းသာတာပါစေအများတိုင်းမေတ္တာပို့မှုတွေပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှင်ထဲမှာဟိုကဒါအများတိုင်းဒါလေးကခံစားနေရတယ်ပေါ့နော်ကျွန်တော်လိုမျိုးပေါ့နော်အစာအုပ်ပိုင်းလက္ခဏာတွေတွေ့ရတယ်အဓိကတော့သွေးမမှုတွေအများများလာတယ်ပေါ့နော်သွေးဖြူတွေအများများလာတယ်ပေါ့သွေးဖြူတွေအများများပြီးတော့ဟိုဘေလုံးတွေကြီးလာတယ်ဒီလိုမျိုးလက္ခဏာတွေနောက်အဆက်ကလေးပေါ့ဒါမျိုးဆိုရင်တော့ကျွန်တော်ကတော့အများဆုံးစစ်ဆေးစေချင်တယ်ပေါ့နော်စစ်ဆေးတဲ့အခါမှာကျွန်တော်လိုယောဂတွေဖြစ်လာပြီဆိုဖြစ်တယ်လို့ကိုကသိရပြီဆိုလို့ရှိရင်လည်းဘာမှမစိုးရင်ပဲနဲ့ကုသမှုခံရင်ပါလို့ကျွန်တော်ကပြောချင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီကျွန်တော်လိုမျိုးဒီနိုင်ငံခြားမှာကုသမယ်ကုသဖို့လဲဟိုအဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီစီမီတိုဝေးဆေးမှာဆရာကြီးဒေါက်တာကိုပုံနဲ့တော့ကုစေချင်တယ်ကုန်ကြမ်းစိတ်တွေကထိုက်တဲ့လောက်ရှိတယ်ဆိုပေမဲ့လို့လဲဒီကုန်ကြမ်းစိတ်နဲ့တူညီတဲ့တန်ဖိုးပါပေါ့နော်ကုန်ကြမ်းစိတ်နဲ့မကတဲ့တန်ဖိုးကတန်ဖိုးတစ်ခုရပါတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ပေါ့နော်